Lineage တဲ့ဒီ villain character ဖြစ်တဲ့ Shredder ရဲ့ဖနက်မြင်ရတဲ့အတိုင်းဒီ packaging အစားကျွန်တော်တို့ sneaker box နဲ့မဟုတ်ဘဲနဲ့ကျွန်တော်ငငယ်တုန်းကအယုတ် packaging ပုံစံမျိုးနဲ့ပါအထဲမှာတော့ကျွန်တော်တို့ဒီ comic book style လေးကပ်ပြားလေးကိုတွေ့ရမှာပေါ့နော်ဒါအပြင်ကျွန်တော်တို့ဒီ tab လေးကိုခွာလိုက်ရင်အထဲမှာဒီ comic book တွေတအုပ်လည်းပါပါသေးတယ်စားထုတ်တော့ချင်းကျွန်တော်တို့တတိထားမိမှာဒီ shoelaces တိုင်းကဒီ shredder ရဲ့ logo နဲ့ခေါင်းပုံစံလေးပေါ့နော်ဖနက်တိုင်းဘယ်ဘက်ချမ်းမှာ Adidas logo ဖြစ်ပြီးတော့ဖနက်တိုင်းရဲ့ညာဘက်ချမ်းမှာတော့ဒီ shredder logo ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဖနက်ကိုတွေ့တဲ့အချိန်မှာတွေ့တဲ့အတိုင်းဒီ colorway လေးကတော့ဒီ shredder ရဲ့ colorway ပေါ့နော်ဒီအနောက်ဘက်မှာအစား shredder ရဲ့ဝိယုံရောင်လေးကိုထည့်ထားတာတွေ့ရမယ်ကျွန်တော်တို့ဒီ three stripes ကတော့ဒီ metallic အပြောင်လေးပေါ့နော်ပြီးတော့တစ်ဖက်မှာကျွန်တော်တို့ဒီ share ထုတ်လို့ရေးထားတယ်ဒါပေမဲ့ဖနက်ရဲ့အတွင်းဘက်မှာကျတော့ကျွန်တော်တို့ဒီ shredder လို့ရေးထားတာကိုတွေ့ရတာပေါ့နော်ဖနက်ကြိုးအနေနဲ့ကျွန်တော်တို့ဒီခရမ်းလေးအပိုပါတယ်လို့မျိုးကျွန်တော်တို့ဒီအမဲလေးလည်းအပို့ပါပါတယ်ကျိုးကောင်းလေးရဲ့ထိပ်မှာဒီ TMNT ဒီ Teenage Mutant Ninja Turtles ရဲ့အတူကောက်ရေးထားတာကိုကျွန်တော်တွေ့ရမယ် Inso မှာကျတော့ဒီ comic book ထဲ shredder ပုံတွေ့ရမယ်ပြီးွားရင်ဒီ Adidas logo ကစားတို့ဒီခြိသားလေးနဲ့ချုပ်ထားတာပါကတ်ခွာမဟုတ်ပါဘူးဒါပြင်ထူးဆန်းတဲ့အချက်တစ်ချက်ကျွန်တော်ဒီအတွင်း Inso ရဲ့အောက်မှာအစားဒီ shredder ပုံလေးကိုထည့်ထားတာဘူးမမြင်တဲ့နေရာမှာအစားတို့ဒီသေးစီကိုတခြား view ဆိုင်တာပေါ့နော်အဲ့တော့ဒီဖက်နှက်လေးကအားလုံးသိတဲ့အတိုင်းဒီ Adidas Shadow လေးပါပဲဒါပေမဲ့ဒီ Shadow print လေးကတော့ဒီ special edition print ပေါ့နော်ဖက်နှက်တိုင်းရဲ့ဒီအထဲဘက်မှာတော့ဒီ cam face လို့ရေးထားတယ်ညာဘက်မှာတော့ your doom cam face your doom ပေါ့နော်အခုမြင်နေတာကတော့ဒီ main character Lineage ရဲ့ version ပေါ့နော်ဒီ edition တွေကဒီ Teenage Mutant Ninjas 240ပြည့်အထိမ်းအမှတ်အနေနဲ့ထုတ်ထားတဲ့ edition တွေပါ edition 3မျိုးရှိပါတယ်နောက်တစ်မျိုးကကျတော့ဒီဘယ်လိုလဲသူတို့ရဲ့ဆရာဒီကြွက်ရဲ့ edition ပေါ့နော်ဒါတွေပါပဲအခုချိန်မှာတော့ဒီကောင်လေးတွေကဝယ်ယူရရှိဖို့တော်တော်ခက်နေပါပြီကျွန်တော်တို့တွေဒီ retail store တွေမှာတော့ရဖို့တော့မလွယ်တော့ဘူးလို့ပဲပြောရမှာပေါ့နော်ကျွန်တော်တို့ဒီအထက်က comic book လေးတွေအစ collection အနေနဲ့တင်ထားခြင်းတင်ထားလို့ရပါတယ်